ကျေးဇူးတင်ပါတယ်ငါပစ္စည်းငါဥစ္စာဂုဏ်တော်ချီးမွမ်းခြင်းလေးကိုအာရပါယတည်ဆိုသွားတယ်တေးတန်ရှင်စောစကလီထုကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ရေဘေးအတွက်မေတ္တာကမ်းလှမ်းတဲ့သူဘုရားသခင်ဂုဏ်တော်ချီးမွမ်းမှာကတော့တေးတန်ရှင်ဆဲမူလာဖြစ်ပါတယ်ယေရှုနာမ၌ဆဲမူလာကိုဖိတ်ခေါ်ပါတယ်နော်ကျေးဇူးတော်မြတ်ကထောက်ရတည်တယ်ချစ်ခွေကိုချွေရလေသာကနာတာပဲကျေးဇူးတော်မြတ်ကထောက်ရတည်တယ်